ရွှေနားစင်ရဲ့ podcast အစီအစဉ်ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ရဲ့ podcast အစီအစဉ်မှာဆိုရင်တော့ဒါဘိုးစင်ကြီးတယောက်ဖြစ်တယ်လို့စာရေးဆရာတယောက်လည်းဖြစ်တယ်ဒါဆရာစင်ရော်ကြီးနဲ့ဆရာရဲ့ဘဝဖြတ်သန်းခဲ့ပုံအကြောင်းအရာတွေကိုပြည့်စုံစုံလေးဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဆရာလေးရောက်နေပြီဆိုတော့ကျွန်တော်တို့ရဲ့ podcast အစီအစဉ်လေးကိုစတင်လိုက်ချင်ပါတယ်။ဆရာမင်္ဂလာပါရှင်။ မင်္ဂလာပါ။ဟုတ်ပေါ့နော်အခုခေတ်မှာဆိုလို့ရှိရင်တင်မောသားလူတစ်တွေများလာတဲ့အမျှဒီရိုက်ကြေးတွေပြီးတော့လိမ်လည်မှုတွေလည်းအများကြီးဖြစ်လာတယ်ပေါ့နော်။အဲ့ဒီပုံမှာဆရာအနေနဲ့ဘယ်လိုအကြံပေးစကားလေးဆရာပြောချင်ပါလဲဆရာဟုတ်တမောသားလူတစ်တွေအခုလောလောဆယ်လိမ်လည်မှုတွေတော်တော်များများလည်းကျွန်တော်ကြုံခဲ့ရပါဟုတ်ကဲ့ဆရာကြုံခဲ့ရတယ်ဆိုတဲ့အခါအဓိကတော့ကျွန်တော်တို့အလုပ်မပေးနိုင်တာပေါ့ပေးနိုင်တော့အလုပ်ပေးနိုင်မယ်မင်းတို့ဆိုတော့လူဆိုသူတို့ကညှိဆွဲလိုက်ရင်ပါသွားတာပေါ့ပါသွားတော့ယုံကြည်သွားတာပေါ့မင်းနောက်လာတယ်ထွက်ရမယ်မင်းငါ့ကိုလျှောက်ထားတဲ့လူတွေအများကြီးမင်းအရွယ်30ငါ့ကိုပေးအဲ့ဒါတော့ဘယ်လောက်ရမလဲကောင်းတယ်တမောကအဲ့လိုမျိုးပေါ့နော်တေချာစနစ်တကျလိမ်နေတဲ့လူတွေရှိနောက်ပြီးတော့တကယ်မှန်မှန်ကန်ကန်နဲ့တင်ပေးတဲ့ကုမ္ပဏီတွေရှိပါတယ်အဲ့ချိန်မှာကိုကဒီလိုမျိုးတားကောင်နှက်ရှာနေတဲ့လူနဲ့တွားတွေ့သွားတဲ့ခါကြတော့ကိုကဒီလောကထဲအခုမှဝင်လာလေ experience ကနည်းသေးတာကိုလူသစ်တွေကနည်းသေးရဲ့ကွာဒီလိုတားကောင်လိုက်တဲ့လူတွားတွေ့သွားတဲ့ခါမှာကြတော့ဟာအမေသားတော့ထွက်တော့မယ်နောက်လာဒါစားလဲကောင်းတယ်နော်အဲ့တော့ဆန္ဒတိတ်မစောလိုက်ဟုတ်ကဲ့ဟုတ်အဲ့လူရဲ့ကုမ္ပဏီတမိုင်းကြောင်းဟုတ်ကဲ့နည်းနည်းအပြင်လောကမှာနည်းနည်းစုံစမ်းအောင်ဟုတ်တယ်မလားဟုတ်မင်းမထည့်ငါနောက်လူထည့်လိုက်ပါဆိုတော့အဲ့လိုစိတ်ကလေငါမပါပါဘူးpush လုပ်တာပေါ့နော်ပေးတာပေါ့သူ့အဲ့ချိန်မှာအဓိကလိမ်ငယ်မှုမှာလဲတမောသားတစ်တွေပါချန်ပြချင်တာလဲဟုတ်ကဲ့ကိုယ့်ရဲ့စာရေးစာတန်းကိုသူများကိုအစ်စ်မှန်အောင်မပေးလိုက်မိစေကုမ္ပဏီမှာပဲဖြစ်ဖြစ်ဂျားပွဲစားပေါ့နော်အဲ့လိုမျိုးလူပဲဆိုရင်အဲ့လိုလူမျိုးပဲဖြစ်ဖြစ်ပေါ့ကိုယ့်ရဲ့စာရေးစာတန်းအစ်စ်တွေကိုမပေးလိုက်မိစေပေးခဲ့မိရင်လည်းကျွန်တော်မိတ္တူပဲပေးတကယ်ကိုယ့်ကိုလိုက်ဖို့လုပ်တဲ့ကုမ္ပဏီတွေကြတော့မှန်ကန်တယ်ဆိုရင်ကိုယ့်ရဲ့စာအုပ်ကိုဘာလို့သိမ်းတာလဲဆိုတော့ဗီဇာလျှောက်ရတာလို့တရုတ်ဆိုတရုတ်ဗီဇာပေါ့နော်ဥရောပမှာချိန်မဲ့ဆိုရှန်ကန်ဗီဇာပေါ့ဟုတ်ကဲ့ဆရာအဲ့လိုမျိုးကြတော့ပြဿနာမရှိဘူးเนาะတကယ်ကိုကတည်နေပြီပေါ့တကယ်လိုက်ရတော့မှတကယ်ဗီဇာလည်းရှောက်ပေါ့เนาะတချို့ကြတော့အဲ့လိုမဟုတ်ပဲနဲ့သူကတားကောင်ရှာနေလူနဲ့တွေ့သွားတယ်အခုခေတ်ပုံစံနဲ့ဆိုရင်တော့တမောသားဖောင်းပွားလာတော့ပို့ပြီးတော့လိုက်လာကြတယ်ဆိုတော့တမောသားကိုလိမ်မိုးတက်ကိုစနေတကြအဲ့ချိန်မှာအဓိကတော့တမောသားဒီလိုမျိုးအလိမ်မခံအောင်ဘာလေးသတိထားမယ်ဆိုစန္ဒမစောပါနဲ့ကိုယ့်ရဲ့လုံမဲ့နေရာမှန်ကန်လားမှန်ကန်လားဆိုတော့တမောသားအချင်းချင်းနဲ့စုံစမ်းပါတမောသားရိုက်ကြီးကိစ္စတမောသားရိုက်ကြီးကဘာဖြစ်နေလဲဆိုတော့မမျှတဘူးဖြစ်ကျွန်တော်အခုပြန်လာတဲ့တမောသားလေးတယောက်ဆိုကျွန်တော်ပြောတာကျွန်တော်ရမ်းဝမ်းနေပါဒီလောကကတော့ဒီလိုရှိနေရဆိုတော့တည်တယ်ဒါပေမဲ့ तू က28ရက်ပေးရစ100ပဲရစာချုပ်က6လစာချုပ်ဆိုတော့ तू 6လပြည့်ပြန်လာတယ်ပေါ့ပြန်လာတဲ့အချိန်မှာ तू မတုံးမဆွဲဘူးပဲထားပါလို့နော်တမောသားဆိုတော့တချို့ပြောရတော့တော်တော်လွယ်တယ်ပေါ့စားပြီးတောက်ပြီးလာစာရတယ်ပေါ့နော်လာကုန်ရင်လာစာရတယ်နော်ဘာမှလည်းမကုန်အောင်ဆိုတော့ကုန်ကြမှုလေးတော့ရှိတာပေါ့ကမ်းရောက်ရင်မုတ်ဆင်းဝဲတာပစ္စည်းလေးဆင်းဝဲတာလို့ရှိတာပေါ့နော်အဲ့တော့သူ့အတွက်က6လပြည့်ပြီးတော့ तू 900ရခဲ့28ရက်ပေါ့နော်ပေးခဲ့ဒါပေမဲ့သူ့ရဲ့အတွေ့အတော့လောက်ကင်ရှားပါနေတဲ့အချိန်မှာငါပတ်စံအောင်မကြည့်လိုက်ဘူးပေါ့ချမ်းသာလို့မဟုတ်ဘူးငါစားပစ်လေးရသွားရင်ပေါ့နောက်တစ်နေ့ရောက်တက်လာမှုအတွက် तू ကအနစ်နာခံခဲ့ရဒါပေမဲ့ပင်လယ်ပြင်မှာပေးဆက်ရတာ तू ကအချိန်က6လပတ်စံကြတော့လေ तू ကမနေဘူးဖေးလိုက်ရဆိုတော့နှစ်ဦးနှစ်ဖက်နစ်နာလို့နော်အဲ့တော့ရိုက်ကြီးပေါ်မူတည်ပြီးတော့အဲ့လောက်အများကြီးကြတော့လေလीကျွန်တော်တို့ကအခု28ရက်လို့ပြောလိုက်ပြီးတော့လစာ900လောက်ရမယ်လို့မဆိုးဘူးပေါ့နော်တစ်ကိုတကယ် line ကြီးတွေမှာလည်းပေးပါတယ်လူတစ်ကို900 600ပေါ့နော်900လောက်ထိပေးတဲ့ line ကြီးတွေရှိပါတယ်ဟုတ်ကဲ့ဒါပေမဲ့ဂျား line နေဆိုတော့လည်းအဲ့လောက်မရဘူးဒါပေမဲ့100ဆိုတော့တော်တော်လေးတော့နည်းတယ်ပေါ့နော်28ရက်100ဆိုတော့တကယ်လို့ဒါ300လောက်ရခဲ့မှာဆိုရင်နော်သူ့ရဲ့စာချုပ်ပြည့်မှာသူဒီဟာလေးကရိုက်ကြီးကြီးဝါနိုင်ပေါ့သူအခုကကြတော့တိတန့်အများကြီးกว่าဟာတယ်ဒီကြားထဲမှာနောက်ပေါက်ပေါ့နော်နောက်ပေါက်ဆိုတာဒီလိုပေါ့28ရက်လို့ပြောရင်ပဲအရွယ်30ပေးမယ်ဆိုပြီးတော့အဲ့လိုဝင်တဲ့လူတွေရှိတယ်ကျွန်တော်3ရက်ပူပေးမယ်ကျွန်တော်ထည့်ပေးပါအဲ့လိုဟောအဲ့ချိန်ကျတော့နောက်တစ်ယောက်ကလမ်းစားပြောက်သွားတယ်။ဒီနေ့ကလည်း30ရတယ်လို့ထည့်မှာပေါ့။3ရက်ပို့ရတာ။အဲ့လိုရိုက်ကြီးလောကမှာလည်းအဲ့လိုလေးလည်းတွေ့မြင်လာတယ်ပေါ့။ရိုက်ကြီးရမ်းများတယ်ပေါ့နော်။လားစာတော့နဲတယ်။ဒါပေမဲ့တမောကမှန်ကန်မှုရှိတယ်။တမောအကြီးလိုက်ကနိုင်ငံတကာအတွေ့အကြုံလည်းရ။စာအုပ်ထဲမှာတုံးကလည်းမှန်ကန်မှုရှိ။အခုဆိုအဲ့ကောင်လေးကသူကစီးလာပြီးတော့ထူလိုက်တဲ့တုံးကညနေပိုင်းမလှဘူးပေါ့။တက်ပုတ်တုံးထူလိုက်တော့နောက်လိုင်းမှာသွားရှောင်းပြီးတက်ပုတ်ဆိုတေးသေးလေးမခေါ်ကြဘူး။ခေါ်ကြတော့သူအနစ်လာခံလာရတဲ့ဟာကြီးကသူ့အတွက်အလကားဖြစ်နေလို့ဖြစ်။တစ်ခေါက်လိုက်လာတယ်ဒါပေမဲ့ဘာလဲသူကြည့်လိုက်တော့တက်ပုတ်ဖြစ်တက်ဖို့ဆိုတော့တမောကတေးသေးလေးဟုတ်ကဲ့အတွေ့အကြုံညာနဲတယ်ဟုတ်နဲတော့လူဟောင်းဝင်မှလည်းမခေါ်ချင်ကြဘူးဟုတ်ကဲ့အဲ့ချိန်မှာတချို့ကြတော့100နဲ့သွားတယ်သွားပြီမဲ့လည်းတမောကြီးကိုရောက်တယ်နိုင်ငံတကာအတွေ့အကြုံပေါ့အကုန်ရောက်တယ်ဟော်လန်တို့ပြင်သစ်တို့အမေရိကတို့ပေါ့နော်အဲ့လိုရောက်တယ်ဒါပေမဲ့လာစာလေးက100 150ပဲဟာ तू ကသူ့ရဲ့တုံးမှလှတော့နောက်ကုမ္ပဏီကိုတွားရင်ကြည့်လိုက်ဟာဒါတမောလည်းကြီးရယ်ဆိုဟုတ်ဆရာအဲ့လိုခံစားမှုလေးရရှိတာတကယ်လို့ဒါကိုက100နဲ့လူသစ်တမောသားတွေလိုက်ခဲ့ရမယ်ဆိုရင်လေအဲ့
အဲ့လိုမျိုးကျွန်တော်ပြောသလိုတမောမှန်ကန်မှုရှိတယ်နိုင်ငံတကာတွေ့ကြုံနေတဲ့တမောကသွားတယ်ဆိုရင်တော့လိုက်ပါပေါ့အိမ်မှာပတ်စံရှိလို့တော့မဟုတ်ပါဘူးဟုတ်ကဲ့အတွေ့အကြုံတွေရှိပါတော့အိမ်မှာနားနေတာလည်းစာရင်တော့ဟုတ်ကဲ့ဆရာမမှန်ကန်မဲနဲ့ငါဗမာပြည်ကလို့ရင်ပြီးတော့ပတ်ဝန်းကျင်ကလည်းငါ့ကိုပြောနေတယ်မထွက်သေးဘူးလားဆိုရယ်ရိုက်ခတ်မှုကြောင့်ငါတမောသားဖြစ်ပြီးတော့အဲ့လိုတက်သွားရင်တော့ပင်နယ်ထဲမှာတော့ရည်ရှိခံစားလိမ့်မယ်စိတ်ပိုင်းဆိုင်ရာတွေပြင်ဆင်မှုတော့အများကြီးပြင်ဆင်သွားလိမ့်မယ်ငါရေထဲရောင်ပြီးတာပဲတရားရတော့လည်းရစားပေးရတာပဲဒါပေမဲ့ကိုရတဲ့စားပေးကမကောင်းဘူးပေါ့တုံးမလှဘူးအဲ့လိုမျိုးကြတော့သူ့အတွက်အချိန်ကုန်တယ်ပတ်စံကုန်သွားဟိုလူတစ်လေးတွေကိုအဲ့ဒါလေးလည်းကြားချင်ပါတယ်ဆရာအခုနကပြပြသွားခဲ့ရဆိုလို့ရှိရင်ဒါတင်မောသားလူတစ်တွေအနေနဲ့သတိထားတဲ့အချက်တွေကိုဆရာပြပြခဲ့ရပါတော့နော်ဟုတ်ကဲ့